ကျွန်တော် TP ထိလို့ရှိရင်ဒေါ်လာ40ရ4ပါဆိုတော့$40ကျွန်တော်ဒေါ်လာ40ရမယ်ဒါပေမဲ့ကျွန်တော်ဒီ trade မှာကျွန်တော်ရှုံးလို့ရှိရင်$10ရှုံးမယ်အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်မနေ့ကတင်ခဲ့တဲ့ကျွန်တော် future trade setup တခုလုပ်လို့ရှိရင်ဘာတွေလုပ်မလဲပေါ့နော်ဘာတွေလုပ်မလဲဆိုတော့ဗီဒီယိုလေးမှာကျွန်တော်တို့ဟိုဒီ asset ပေါ့နော် asset ဆိုတာကကျွန်တော်တို့ stop loss ပြီးလို့ရှိရင်ကျွန်တော် entry လုပ်မယ် entry ဆိုတာကကျွန်တော် sell stop ပေါ့နော်အရောင်းပေါ့နော်အရောင်းဒါမှမဟုတ် buying stop ပေါ့နော်နောက်တစ်ခုကကျတော့ TP ဆိုပြီးတော့take profit ဆိုပြီးတော့ကျွန်တော်မနေ့ကဗီဒီယိုမှာတင်ထည့်ပေးခဲ့တယ်ဒီနေ့ကကျတော့အဲ့ဒီဗီဒီယိုကိုကျွန်တော် live trading တခုကျွန်တော်လုပ်ပြမယ်အဲ့တော့ live trading တခုကျွန်တော်လုပ်ထားတယ်ပေါ့နော်အဲ့ live trading ဒီ future live trading တွေတကယ် trade ပြထားတယ်အဲ့ trade ပြထားတဲ့ဟာလေးကိုကျွန်တော်တစ်ချက်ရှင်းပြပေးမယ် okay ကျွန်တော် trade ထားတဲ့ကျွန်တော် crypto pair ကကြတော့ဘာလဲဆိုတော့ကျွန်တော် SUI လို့ခေါ်တယ် SUI USDT ပေါ့နော် SUI USDT ကိုကျွန်တော် future trade တခုဝင်ထားတာရှိတယ်အဲ့ဒီကောင်လေးမှာကျွန်တော်တစ်ချက်မျိုးလုံးထဲမှာမြင်တာအောင်လို့ကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးမယ် okay မနေ့ကတော့ကျွန်တော်တို့ကဒီပြီးသား market မှာကျွန်တော်တို့ကပြလိုက်တာဖြစ်တဲ့ကြောင့်ချိုးခါလေးဟိုမျိုးလုံးထဲမှာရှုပ်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒီအတွက်ကြောင့်ပေါ့နော် okayအဲ့လိုရှိလို့ရှိရင်ကျွန်တော်တို့ကဒီမှာ future ထဲမှာကျွန်တော် market ထဲမှာပေါ့နော် market ထဲမှာဒီမှာ future ထဲမှာကျွန်တော်တို့ကပါရှိလဲဆိုတော့ဒီမှာကျွန်တော် SUI USDT ကိုရှာပေးပေါ့နော် SUI နော် SUI USDT information ကြည့်ချင်တယ်ဆိုရင်ဒီမှာကြည့်လို့ရတယ် SUI ပေါ့နော်SUI ဘာညာပေါ့ဒီမှာ market cap တွေcirculation supply တွေ maximum supply တွေ total supply တွေဒါကြည့်လို့ရတယ် okay ဒါကတော့ကျွန်တော်တို့ကဒီ project ဖတ်တဲ့ကိစ္စတွေပေါ့နော်ဒီမှာrun number က18ပေါ့နော်ဟုတ်ပြီထားပါတော့ okay လက်ရှိကကျွန်တော် live trading မှာကျွန်တော်ပြချင်တာလေးပါ okay အဲ့တော့ကျွန်တော် trade setup တခုလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ခုန3ချက်လိုတယ် stop loss ရှိမယ် entry ရှိမယ်ပြီးလို့ရှိရင် TP ရှိမယ်အဲ့ဒါတွေကဘယ်ကနေရမှာလဲဆိုတော့ကျွန်တော် price action နဲ့ကျွန်တော်တို့ကဒီ candle လေးနဲ့ပေါင်းပြီးရလာတာပေါ့နော် okay ကျွန်တော်ဒီမှာဝင်သွားတဲ့ setup လေးပေါ့နော်ကျွန်တော်ဒီမှာဝင်သွားတဲ့ setup လေးကိုတစ်ချက်ကျွန်တော်ရှင်းပြပေးမယ်အဲ့တော့ထုံးစံအတိုင်းပဲကျွန်တော် landscape ကိုပြောင်းလိုက်မယ် okay ဟုတ်ပြီနော်ကျွန်တော်ထုံးစံအတိုင်းကျွန်တော် landscape ကိုပြောင်းလိုက်တယ်ကျွန်တော်ဝင်ထားတဲ့entry လေးကကြတော့ကျွန်တော် sell entry လေးဝင်ထားတာဖြစ်ပါတယ်ရောင်းထားတာပေါ့နော် SUI ကိုရောင်းထားတာပါ okay ကျွန်တော်တို့ကဒီမှာ SUI ကိုရောင်းထားတာဖြစ်တယ်အဲ့တော့ကျွန်တော်ဝင်ထားတဲ့ entry လေးကိုတစ်ချက်ပြမယ်ပေါ့နော်ကျွန်တော်က SUI ကိုဘာမှဆို stop loss ကကျွန်တော်ဘာမှပေးထားလဲဆိုတော့ 2.8537 မှာကျွန်တော်ပေးထားတယ်sell stop entry ကကြတော့ 2.4896 မှာကျွန်တော်ပေးထားတယ် TP ကိုကြတော့ 1.026 မှာကျွန်တော်ပေးထားတယ်ပေါ့နော် okayဒီမှာဆိုလို့ရှိရင်လည်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီ setup ကိုကျွန်တော်ဘာလို့ဝင်လိုက်တယ်လဲဆိုတော့ကျွန်တော်ဒီ price action အနေနဲ့ကြတော့ကျွန်တော် horizontal support resistance နဲ့ plus ဘာနဲ့ဝင်လိုက်တာလဲဆိုတော့ကျွန်တော် bearish engulfing နဲ့ဝင်လိုက်တာပါ bearish engulfing ဆိုတာက candle ပါ bearish engulfing ကဒါလေးပါဟုတ်နော်ဒီ bearish engulfing candle လေးနဲ့ကျွန်တော်ဝင်လိုက်တာပါထုံးစံအတိုင်းပဲမနေ့ကပြောတဲ့အတိုင်းမနေ့က shooting star နဲ့ကျွန်တော်ဝင်ပြထားတယ်ဒီနေ့ကကျွန်တော် bearish engulfing ပေါ့နော် bearish engulfing နဲ့ကျွန်တော်ဝင်ပြပေးထားတယ်အကုန်လုံးကsell entry ဝင်တဲ့bear candle ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အယောင်း candle တွေပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်အဲ့ကောင်လေးနဲ့ဝင်ထားတယ်မနေ့ကကျွန်တော်ပြောထားတဲ့အတိုင်းပဲဘာလဲဆိုတော့ကျွန်တော်တို့ shooting star မှာဆို shooting star ရဲ့အပေါ်မှာကျွန်တော် stop loss ပေးတယ်အောက်မှာကျွန်တော် entry ပေးတယ်ပြီးရင် TP နေရာသတ်မှတ်တယ်ပေါ့နော်ဒီမှာလည်းအဲ့တိုင်းပဲကျွန်တော် bearish engulfing မှာဆိုလို့ရှိရင် bearish engulfing ရဲ့အပေါ်မှာကျွန်တော်stop loss ပေးထားတယ် 0.2 sorry 2.850 ပေါ့နော်ဒီမှာ 2.853 ပေါ့နော်အဲ့ဒီမှာကျွန်တော်stop loss ပေးထားတယ်ပေါ့နော် stop liquidation price ကမှပေးထားတယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီ bearish engulfing ရဲ့အောက်မှာကျွန်တော် entry ဝင်ထားတာဖြစ်ပါတယ် sell entry ဝင်ထားတာဖြစ်ပါတယ် TP ကိုကျွန်တော်ဗမာပေးထားတယ်ဆိုတော့က TP ကိုဒီမှာပေါ့နော် take profit နော် take profit က TP က 1.026 မှာကျွန်တော် 1.026 မှာ TP ပေးထားတယ်ပေါ့နော်အဲ့တော့1.026 မှာ TP ပေးထားပြီးတော့ကျွန်တော်ဒီ trade ကို entry action ယူထားတယ်ပေါ့နော် action ယူထားရဆိုတော့ကျွန်တော်ယူထားတဲ့ action လေးကဒီ price action နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ support resistance အရာကျွန်တော်bearish engulfing candle နေနဲ့ဆိုရင် bearish engulfing မှာကျွန်တော် trade setup တခုဝင်ထားတယ်အဲ့ trade လေးကိုကျွန်တော်တို့ကသွားကြည့်အောင်ပေါ့နော် okay ဒါလေးကိုချက်နှိပ်လိုက်မယ် okay အဲ့တော့ future trading နဲ့ future ထဲမှာ trade မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့ asset မှာဟုတ်ပြီနော်ဒီ asset မှာကျွန်တော်တို့ဒီ future ထဲမှာပေါ့နော် asset ကဒီ future ထဲမှာကျွန်တော်တို့က USDT ထည့်ထားမှာဖြစ်ပါတယ်
okay အဲ့တော့တက်ဆိုင်က and sport defining နေတော့ USD ရောက်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာsport ထဲမှာရောက်နေဆိုရင် sport ဒီမှာနှိပ်ဒီမှာ transfer ဆိုတာတစ်ချက်နှိပ် transfer ဆိုတာတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ကfrom ပေါ့နော် sport to ဟိုပေါ့ဒီမှာတစ်ချက်နှိပ်ကြည့်လိုက်ဟုတ်ပြီနော်အဲ့တော့ဒီမှာ sport to ဒီမှာ USD as and future တွေကိုရောက်နေမှာဖြစ်ပါတယ်ဒီမှာအဲ့ဒီအထဲမှာရှိမှကျွန်တော်တို့ sport future trading ကကျွန်တော်လုပ်လို့ရမှာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဝင်ထားတဲ့entry လေးပေါ့နော် okay ဒါချက်เนาะဒီမှာဝင်ထားတယ်ကျွန်တော် entry လေးတစ်ခုက position ဒီမှာ open order ဆိုပြီးတော့ပွင့်လာတယ်open order ဆိုပြီးဒီမှာ suite ဆိုပွင့်လာတယ် take profit ပါညာပေါ့เนาะကျွန်တော်ပွင့်လာတယ်ဟုတ်ပြီเนาะဒီမှာstop loss ပါညာပေါ့เนาะအဲ့ဒါလေးပွင့်လာတယ်ပြီးလို့ရှိရင် position မှာလည်းကြည့်လို့ရတယ်လက်ရှိဆိုလို့ရှိရင်ကျွန်တော် suite မှာဆိုရင်ကျွန်တော်ရောင်းထားရှိတယ်ကျွန်တော် liquidation price ပေါ့เนาะတနည်းအားဖြင့် stop loss ပေါ့เนาะတနည်း liquidation price ဆိုလို့ခေါ်တနည်းအားဖြင့် stop loss ကကြတော့ကျွန်တော် 2.85 ကိုပေးထားတယ်ဟုတ်ပြီเนาะ entry ကကြတော့ 2.489 မှာကျွန်တော် entry ဝင်ထားတယ်ပေါ့เนาะလောလောဆယ်ကျွန်တော်$10ကျွန်တော် trade ထားတယ်ကျွန်တော်ရဲ့TP ကကြတော့ 1.026 မှာကျွန်တော် TP ယူထားတယ်အဲ့တော့ကျွန်တော်တို့က stop loss နဲ့ entry နဲ့ကျွန်တော်တို့ stop loss နဲ့ကျွန်တော် TP ကကြတော့4 hour လောက်ရတယ်4 hour လောက်ရတယ်ဆိုတော့ကျွန်တော်လောလောဆယ်ဒီမှာ$10 trade ထားတာ$10 trade ထားတာဖြစ်တဲ့ကြောင့်ကျွန်တော် TP ထိလို့ရှိရင်$40ရ4 hour ဆိုတော့$40ကျွန်တော်$40ရမယ်ဒါပေမဲ့ကျွန်တော်ဒီ trade မှာကျွန်တော်ရှုံးလို့ရှိရင်$10ရှုံးမယ်အဲ့ဒီသဘောပဲဗျဟုတ်ပြီနော်ကျွန်တော်နိုင်ရင်$40ရမယ်ရှုံးလို့ရှိရင်$10ရှုံးမယ်လောလောဆယ်သူ့ရဲ့ PNL ပေါ့နော် profit and loss PNL ဆိုတာကကျွန်တော် profit and loss ကိုသူက USDT နဲ့ပြတယ်PNL ဆိုတာက profit and loss ဖြစ်တယ်ဒီမှာကျွန်တော်တို့ကမြတ်နေတယ်ဆိုရင် plus sign အစိမ်းရောင်လေးနဲ့ပြတယ်ရှုံးနေဆိုရင်ကျွန်တော်ဒီမှာအနီရောင်လေးနဲ့ပြတယ်ပေါ့နော်အနီရောင်လေးနဲ့ပြတယ်လက်ရှိကကျွန်တော်$8မြတ်နေတယ်$8ခွဲမြတ်နေတယ်ပေါ့နော်R9 ဆို return on investment R9 နဲ့ပြရတယ်ဆိုရင် R9 ကဘာလဲဆို percentage နဲ့ပြသူကရာခိုင်နှုန်းနဲ့ပြတာဒီ trade တစ်ခုပေါ်မှာသူကရာခိုင်နှုန်းနဲ့ပြတာ300ပေါ့နော်300ကျော်ရာခိုင်နှုန်းကျွန်တော်နိုင်နေတယ်ပေါ့ဗျာလောလောဆယ်ကဆိုလို့ရှိရင်လေဟုတ်ပြီနော်ကျွန်တော်ဝယ်ထားတဲ့ series amount က24 series ပေါ့နော်အဲ့ဒါလေးရှိမယ်ဒါကကြတော့ကျွန်တော်entry ဝင်ထားတာပါလောလောဆယ် TP မရှိသေးဘူး ongoing သွားနေတဲ့ trade set တစ်ခုပါလက်ရှိ live set ပါ ongoing သွားနေတဲ့ live set တစ်ခုပေါ့နော် okay အဲ့ဒါလေးကိုကျွန်တော် live trading မှာကျွန်တော်ပြပြပေးထားပါလောလောဆယ်ကတော့မြတ်နေပါတော့အောက်မှာနောက်တစ်ခုကကျ Solana တို့ဒီမှာ Solana မှာဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲကျွန်တော် trade လုပ်ထားတဲ့ဟာဒါတွေကတော့ကြာပါပြီဒီ trade တွေကကျွန်တော် TP မထီသေးတာကြာပြီနောက်တစ်ခုကကျတော့ Litecoin မှာဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲကျွန်တော် TP မထီသေးတာကြာပြီကျွန်တော်ရဲ့ PNL က48ကျပ်မြတ်နေတယ်ဒီမှာ Solana မှာဆိုရင်31ကျပ်မြတ်နေတယ်XRP USDT မှာဆို14ကျပ်မြတ်နေတယ်ပေါ့နော် BTC မှာဆိုရင်တော့20မြတ်နေTP တွေကတော့သုံးစံအတိုင်းကျွန်တော်2ကအထက်မှာပဲကျွန်တော်ယူတယ်အနည်းဆုံး2ကမရရင်ကျွန်တော်မ trade ဘူးဟုတ်ပေါ့နော်အဲ့ဒါလေးရှိမှာပေါ့နော် okay အဲ့တော့ကျွန်တော်ကအဲ့ဒီ trade ကိုကျွန်တော်ဘယ်လိုဝင်ရလဲဆိုတော့ကျွန်တော်ဒီမှာဝင်ရတာပေါ့နော်အဲ့တော့ဒီမှာဝင်မယ်ဆိုလို့ရှိရင်ဒီမှာ isolated ဖြစ်မယ် future trade isolated ဖြစ်မယ် 28 ဖြစ်မယ်ကျွန်တော်တို့ကဒီမှာ leverage လို့ခေါ်တယ်ဗျာ leverage က28ဖြစ်မယ်28ဆိုတာကကျွန်တော်တို့ယူထားတဲ့ဟာထက်ကိုကျွန်တော်တို့28အစ20ပေါ့နော်ကျွန်တော်တို့အပိုဟာဖြစ်ပြီးတော့ကျွန်တော်တို့က trading ပြုလို့ရတယ် leverage ကအများကြီးယူရင်လည်းမကောင်းဘူးပဲကျွန်တော်တို့က default အနေနဲ့ကျွန်တော်28ပဲယူတယ်ကျုပ်ကြောင့် 25x တွေယူတာပဲညာရှိတယ်ပေါ့နော်ဒီဘက်က single mode ပေါ့နော် single mode ယူထားတယ်ကျွန်တော်ကဒီမှာကျွန်တော်တို့ဒါတော့ဟိုပါပေါ့နော်ဒီမှာ stock limit လုပ်ပေးပြီးတော့ရတယ်ဒါမှ market price နဲ့လည်းလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ live trading မှာပထမဦးဆုံးစဝင်ရင်ထည့်ရတဲ့ဟာလေးတွေပေါ့နော်ပထမဦးဆုံးစဝင်ထည့်ရတဲ့ဟာလေးဆိုလိုတာကကြတော့ဒီမှာခုန profit ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ profit ကခုနကျွန်တော်ထည့်ထားတဲ့ profit ဒီမှာ TP ကိုထည့်ဒီမှာ take profit ဆိုတာ TP ပေါ့နော် TP မှာကျွန်တော်တို့ဗာထည့်ရမလဲဆိုတော့ဒီမှာ 1.026 ကိုထည့်ပြီးလို့ရှိရင်ဒီမှာ stop loss မှာကြတော့ဒီမှာကျွန်တော်2.8537 ကိုထည့်ပြီးလို့ရှိရင်ဒီမှာ amount ဆိုရင် amount က24ထည့်ပေါ့နော်ကျွန်တော်တို့ဒါတွေကတွက်ကြတာပေါ့နော်တွက်ကြတာပြီးရင်ကျွန်တော်တို့ market price လက်ရှိရောက်နေရဆိုလို့ရှိရင်လက်ရှိ market price နဲ့ trade ချင်လဲရတယ်ကျွန်တော် limit ပေးပြီးတော့ trade ချင်လဲရတယ်ဥပမာ limit ပေးပြီးတော့ trade လိုက်မယ်ဆိုလို့ရှိရင်2. ဒီမှာဆိုလက်ရှိ 2.14423ပေါ့နော် 2.1445 တို့ 2.1446 တို့မှာရောက်မှ trade ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ limit order ပေးပြီးတော့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ဒီမှာ sell shop ဆိုပြီးတော့နှိပ်ရမှာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကရောင်းချင်အောင်စုယူရောင်းချင်တာဆိုပြီးတော့ sell shop ဆိုပြီးတော့နှိပ်လိုက်လို့ရတယ်နှိပ်လိုက်လို့ရှိရင်ဒီမှာ open order 2ကြောင်းထွက်လာမယ်ဟုတ်ပြီနော်အဲ့တော့ trade set တစ်ခုလုပ်လိုက်လို့ရှိရင် open order အနေနဲ့ကကျွန်တော်2ကြောင်းထွက်လာမယ်တစ်ခုကကြတော့ကျွန်တော်တို့TP အတွက် TP အတွက် order တစ်ခု
ဟုတ်ပြီနော် take profit အတွက် order တစ်ခုဒီမှာဒီရောက်ရင်ကျွန်တော်တို့ market price ကဒီရောက်ရင်ကျွန်တော်တို့ order close ပိတ်မယ်ပေါ့ဗျာပြောရမယ်ဆိုရှင်နောက်တစ်ခုကကြတော့ဒီမှာပေါ့နော်ဒါကတော့ stop loss ပေါ့နော် stop market ဒီ 2.85 ကိုရောက်တာ ਨੇ ကျွန်တော်တို့ကအရှုံးခံမဲ့ market ပေါ့နော်အဲ့တော့ဒီ stop loss ကိုဖြုတ်လိုက်လို့မရဘူး stop loss မပေးလို့မရဘူးမပေးရင်ကိုယ့်ရဲ့ future ထဲမှာရှိနေတဲ့ USDT အကုန်ပါသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ trade start တခုလုပ်လို့ရှိရင် stop loss ကလည်းမပေးလို့မရဘူး TP ကတော့ဖြုတ်ချင်ရင်လည်းဖြုတ်လို့ရတယ် market ကဆင်းတော့ကျွန်တော်တို့အမြတ်ရမယ်ဒါပေမဲ့ long time ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ TP ရတယ်မဖြစ်မနေပေးရမယ်ကျွန်တော်တို့အမြတ်တစ်ခုကတော့အချိန်ကာလတစ်ခုမှာ TP တစ်ခုကတော့မဖြစ်မနေရအောင်ရမှာပေါ့နော်အဲ့လိုမျိုးသဘောမျိုးကျွန်တော်တို့က trade ကိုကျွန်တော်တို့ကဝင်ရတာပါ okay ဒါလေးကကျွန်တော်တို့ဒီ live trading မှာကျွန်တော် future live trading မှာကျွန်တော် SUI USDT ကို for example ပြပြီးတော့မနေ့ကfuture trade အတွက်ကိုကျွန်တော်ဝင်ရမယ့်ပုံစံလေးကိုကျွန်တော်ဒီမှာရှင်းပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်